အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တကြံမှာမုံလုံစားလို့ရအောင်မိုးကြစီတာကူလုံးနီးလေးလာမျှဝေပေးတာဖြစ်ပါတယ်ချိုချိုစင်းစိမ့်လေးနဲ့စားလို့အရန်ကောင်းတာမို့လို့ကလေးလူကြီးတိုင်းကြိုက်မှသိကြပါတယ်နော်ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့လှုပ်လို့ရတာမို့လို့တကြံရောက်ရင်အိမ်မှာလှုပ်စားကြည့်ပါအောင်နော်ကောင်းကြီးမုတ်ကိုတော့ဒီတစ်စိတ်လေးသုံးထားပါတယ်ရှင်အရင်ဆုံးမုံနယ်မဲ့စလုံးတွေကိုကောင်းကြီးမုံစံချိန်ခွက်နဲ့၄ခွက်ထည့်လိုက်ပါမယ်စားကိုတော့လက်ဖက်ရည်စွန်းတစ်စုံစာကန်ထည့်ထားပါတယ်ပြီးရင်တော့ရေကိုနည်းနည်းချင်းစီထည့်လိုက်မွေလိုက်လှုပ်လိုက်ပါမယ်အားလုံးပေါင်းရေစံချိန်ခွက်နဲ့2ခွက်ထည့်ထားပါတယ်ရှင်တကယ်လို့မူသားအရင်ပြောတာမကြိုက်ရင်စံမုံကိုစံချိန်ခွက်တစ်ဝက်လောက်ထည့်လို့ရပါတယ်နော်မုတ်သားလေးတွေစစ်စစ်လေးနဲ့လက်မကတ်တော့တဲ့အထိနေထားလိုက်ပါမယ်မုတ်ကမာနေသေးရင်ရေထက်ထည့်လို့ရပါတယ်ရှင်နေလာလိုက်တာအခုဆိုရင်မုတ်သားလေးကချောချောလေးဖြစ်နေပါပြီပြီးရင်တော့နိုင်ဝက်လောက်ခဏနှက်ထားလိုက်ပါမယ်မုတ်သားနှက်ထားတဲ့အချိန်မှာတာကူလေးကြိုကြမယ်နော်တာကူကြိုဖို့အတွက်ရေကိုစံချိန်ခွက်နဲ့6ခွက်ထည့်လိုက်ပါတယ်ပြီးရင်တော့ပုတ်ပွက်စုလာအောင်အဖုံးလေးအုပ်ပြီးတည်ထားလိုက်ပါမယ်တာကူကတော့ဒီတစ်စိတ်လေးကိုတုံးထားပါတယ်ရှင်တာကူကိုစံချိန်ခွက်နဲ့3ပုံ2ပုံလောက်ထည့်လိုက်ပါမယ်ပြီးရင်တော့တာကူလေးတွေမခဲသွားအောင်လို့တစ်ချက်မှွေထားပေးလိုက်ပါမယ်တာကူကို10မိနစ်လောက်ကြိုထားလိုက်မယ်နော်10မိနစ်လောက်ရှိပြီဆိုရင်တော့တာကူလေးတွေကမျက်စံတဝက်ပြောက်နေပါပြီရှင်ဒါဆိုရင်မီးပိတ်ပြီးအဖုံးအုပ်ပြီးတော့သူ့ပူချိန်လေးနဲ့ပဲထားလိုက်ပါမယ်မုတ်သားနဲ့ထားတာလဲနိုင်ဝက်လောက်ရှိပြီဆိုတော့မုံလုံးလေးတွေလုံးလိုက်ပါမယ်ရှင်မုံလေးတွေမကတ်အောင်လို့ထဲမဲ့ပကံလေးကိုကောင်းကြီးမုံလေးအနှဲငယ်ဖြူလိုက်ပါမယ်အရင်ဆုံးမုတ်သားကိုခက်ရှည်ရှည်လေးလုပ်ပြီးအနီရော size လေးတွေယူလုံးလိုက်ပါမယ်ရှင်အားလုံးလုံးမပြီဆိုရင်တော့မုတ်ကြစေးလေးစပြုတ်လို့ရပါပြီနော်ပြုတ်ဖို့အတွက်ရင်းနှီးအိုးလေးအရင်တင်ထားလိုက်ပါမယ်ပွပွဆူလာပြီဆိုရင်ခုနကလုံထားတဲ့မုတ်လုံးလေးတွေထည့်ပြုတ်လိုက်ပါမယ်ရှင်မုတ်လုံးလေးတွေကကြက်ပြီဆိုရင်ခုလိုမျိုးရေပေါ်မှာပေါ်လာလိမ့်မယ်နော်ဒါဆိုရင်ဆယ်ထုတ်ပြီးရေခဲရီထဲမှာအီးသွားအောင်လို့ခဏလောက်စိမ်ထားလိုက်ပါမယ်ထညက်ကြိုဖို့အတွက်ပိုးကမိုးလုံးထညက်ကို15ချက်သားလောက်သုံးထားပါတယ်ရှင်အချိုကြိုက်ရင်တော့ပိုးထည့်လို့ရပါရဲ့နော်ရေကိုစံချိန်ခွက်နဲ့၄ခွက်ထည့်ပြီးထညက်လေးတွေအားလုံးပျော်တဲ့အထိတည်ထားလိုက်ပါမယ်ထညက်အားလုံးပျော်သွားပြီဆိုရင်မုတ်ကြသေးလုံးမဲ့အိုးတွေကိုပြောင်းထည့်လိုက်ပါမယ်ရှင်ထညက်ထဲကအနည်းတွေမပါအောင်လို့စကားလေးနဲ့စစ်ထည့်လိုက်ပါမယ်ပြီးရင်တော့တာကူလေးတွေထည့်လိုက်ပါမယ်ရှင်ပြုတ်ထားတဲ့မုတ်လုံးလေးတွေလည်းတစ်ခါရေးထည့်လိုက်ပါမယ်စားလေးနှဲငယ်လည်းထည့်ထားပါရဲ့နော်ခုလိုမျိုးရေပေါ်ပြန်ပေါ်လာပြီဆိုရင်ပိုးတို့ရဲ့မုတ်ကြသေးတာကူလေးကကျက်နေပါပြီရှင်တာကူမြမြကြရင်တာကူလေးပို့ထဲလို့ရပါတယ်နော်ခုဆိုရင်တော့မုတ်ကြသေးတာကူချိုချိုလေးကစားဖို့အတွက်အစင်းနှင်းဖြစ်နေပါပြီစိမ့်စိမ့်လေးဖြစ်သွားအောင်လို့အုံတို့လေးလည်းထည့်လိုက်ပါမယ်အုံ
မုံသီးလေးပါဖြုတ်ပြီးပြီဆိုရင်တော့စားလို့ရပါပြီရှင်ဒီမုတ်လေးကပေါင်ရင်ပစ္စည်းအရင်မများပဲအိမ်မှာအလွယ်တကူကိုယ်တိုင်လှုပ်စားလို့ရတဲ့မုတ်လေးမို့လို့တကြံရောက်ရင်လှုပ်စားကြည့်ကြအောင်နော်နောက်တစ်ပတ်မှာလည်းမွန်ရိုးရတကြံသမင်းလုံနေလေးတင်ပေးမှာမို့လို့စောင့်မျှော်ပေးပါအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုတ်လုံနီးလေးတွေပါအမြဲတင်ပေးသားမှာဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်